Hello, me memories ကပါဒါကတော့ July လရဲ့ memories post ဖြစ်ပါတယ် July လမှာပထမဆုံးမတရားတစ်ခုအနေနဲ့ကတော့မျိုးတို့စိုင်ပြောင်းထားရတယ်ပေါ့နော်ပြီးခဲ့တဲ့လရဲ့လကုံပိုင်းလောက်တော့ငါပြောင်းထားတာအခုတော့ဒီဘက်စိုင်တစ်ကိုရောက်နေရပေါ့နော်အဲ့တော့ကိုမှဒီလထဲမှာရှုပ်တွေလုပ်ရင်းနဲ့ပေါ့နော်အဲ့လို emotional down like ကိုမိုဒီပြန်ပေးလိုက်အလုံးလုံးလိုက်နဲ့တော့ရက်20ကျော်ပြီးတော့မှလာလဲတော့ကြော်လာပြီပေါ့နော်ပထမဆုံးစပြီးတော့မှဒီလာမှတီးလိုက်ရတာကအရင်ဝန်ထမ်းဘဝတော့ကကိုတီးခဲ့တဲ့ຢာတွေကအပြင်အလုပ်လုပ်တဲ့အချိန်မျိုးမှာမရွေးနေရဆိုပြီးနေတီးလာတယ်ပေါ့နော်အလုပ်လုပ်တော့ကတီးရဲ့ ethic တွေ respect တွေကအပြင်တချို့နေရာတွေမှာအရင်မပါဘူးပေါ့နော်အရင်မပါဘူးဆိုတာတဲ့ maybe ပတ်ဝန်းကျင်ကြောင့်လည်းဖြစ်ချင်းဖြစ်မှာပေါ့နော်ကိုအရင်ဝန်ထမ်းဘဝတော့ငါရှင်တန်ခဲ့တဲ့ပတ်ဝန်းကျင်နဲ့အခုကိုရှင်တန်ရဲ့ပတ်ဝန်းကျင်နဲ့ကွာမျိုးလည်းဖြစ်ချင်းဖြစ်မယ်အဲ့ဒီကနေတော့ changes ဖြစ်လာတယ်ပြီးသွားရင်ကိုအတွက်လည်းအကျိုးမရှိလူများအတွက်လည်းအကျိုးမရှိတဲ့ကိစ္စတွေအတွက်လည်းပေါ့နော်ဟိုလိုက်ပြီးတော့မှခံစားပြီးတော့မှပေါ့နော်အခုတော့များခဲ့တဲ့ကိစ္စတွေလည်းရှိတယ်ဒီရဲ့လာထဲမှာဟိုပြီးတော့ကိုမတက်နိုင်တဲ့ကိုလုံးလို့မရနိုင်တဲ့အရာတွေပေါ်မှာလိုက်ပြီးတော့မှခံစားပြီးတော့မှပူလောင်နေရတဲ့အချိန်တွေလည်းရှိတယ်ဒီ post ကိုရိုက်တဲ့အချိန်မှာတော့ဟိုအရာလုံးကိုတော့ healing လုပ်ပြီး move on လုပ်ပြီးမှပဲတင်ဖြစ်တဲ့ post ပေါ့နော်ပြောချင်တာက July လမှာအများကြီးရင်ဆိုင်ဖြတ်တန်းခဲ့ရတယ်ပေါ့နော်အဲ့ဒါတော့အမတ်တရားအနေနဲ့လာသိမ်းတဲ့ post ဖြစ်ပါတယ်